ပိုလန်ကျောင်းသူလေးတယောက်ဟာဖះเจ้าဝင်းကြီးထဲမှာအလုံးလုံးရင်းနဲ့ဘာเจ้าချေရလက်ရမရှိပျောက်ဆုံးသွားခဲ့ရတာလေအားလုံးပဲမင်္ဂလာပါမနာဒီနေ့မှာတော့စကော့တလန်နိုင်ငံတမိုင်းမှာကြောင်ရုံထွန်းလန့်ပွဲကောင်းတဲ့စီရီယယ်ကီလာတယောက်ရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အသက်23နှစ်အရွယ်ပညာတော်ပြီးရိုးသားတဲ့ပိုလန်ကျောင်းသူလေးအန်ဂျယ်လီကာကလတ်ကစကော့တလန်နိုင်ငံဂလတ်စကိုမြို့ကြီးမှာစက်တင်ဘာလ2006မှာပဲပျောက်ဆုံးသွားခဲ့ပါတယ်။ပိုလန်နိုင်ငံနဲ့မိုင်ပေါင်း1000ကျော်ဝေးတဲ့ဒီမြို့လေးဟာဆိုလို့ရှိရင်သူမအတော်တော်လုံခြုံနေလို့သူထင်ခဲ့မိတာပေါ့နော်။ဒါပေမဲ့သူပျောက်ဆုံးသွားပြီး3ရက်အကြာမှာပဲသူ့ရဲ့ရုပ်အလောင်းကိုဖះเจ้าကြီးရဲ့မြေအောက်ကျန်းခင်းမှာရဲတွေကရှာဖွေတွေ့ရှိခဲ့တယ်။လူသက်သမားကတော့ဒီဖះเจ้าကြီးထဲမှာအလုံးလုံးတဲ့လက်သမားတူလို့တာဝန်ရှိသူတွေကဆိုပေမဲ့လည်းတကယ်တော့မဟုတ်ပါဘူးသူ့ရဲ့နာမည်ကပီတာတိုပင်ပါသူဟာဆိုလို့ရှိရင်စကော့တလန်နိုင်ငံတမိုင်းမှာအဆိုးရွားဆုံးတဲ့အနည်းရရှိဆုံးဖြစ်တဲ့စီရီယယ်ကီလာတစ်ယောက်ပါအန်ဂျယ်လီကာကလတ်ကပိုလန်နိုင်ငံမှာမွေးတဲ့ပိုလန်နိုင်ငံသူလေးပါသူမဟာဆိုလို့ရှိရင်သူ့မိသားစုကိုထောက်ပံ့ပေးခြင်းတဲ့အတွက်ဒီမိုင်ပေါင်း1000ကျော်ဝေးတဲ့စကော့တလန်နိုင်ငံမှာလာရောက်ပြီးတော့ပညာသင်ကြားနေရပဲဖြစ်ပါတယ်သူမဒီပညာသင်ကြားနေရင်လည်းတစ်ဖက်တစ်လမ်းကနေပြီးတော့ဝင်ငွေလေးရအောင်သူပတ်တိုင်းကျော်လေးတစ်ခုကိုဝင်လုပ်ခဲ့တယ်။ဘာလုပ်လဲဆိုလို့ရှိရင် Saint Patrick Roman Catholic Church ဆိုတဲ့ဖခင်ကျောင်းကြီးမှာသူတန်ရှင်းဝင်တဲ့အဖြစ်နဲ့ဝင်လုပ်ခဲ့တာပါ။အလောက်ကသူမကိုဒီချက်ကြောင်ကြီးထဲမှာပဲနေထိုင်လို့ရအောင်ဆိုပြီးတော့အခန်းငယ်လေးတစ်ခုကိုလည်း provide လုပ်ပေးထားခဲ့တယ်။ပတ်စံချွေတာခြင်းနဲ့သူ့အတွက်တော့အရန်ကိုအဆင်ပြေခဲ့တာပေါ့နော်။ဒီချက်ကြောင်ကြီးထဲမှာပဲအလုံးလုံးနေရင်းနဲ့သူနေရတဲ့အခန်းလေးကသူ့အတွက်အရန်ကိုအထောက်အကူဖြစ်ခဲ့ပါတယ်။အဲ့ချက်ကြောင်ကြီးရဲ့မှာအန်ဂျယ်လီကာကအရန်ကိုသဘောကောင်းဖော်ရွေပြီးတော့စကားပြောချိုတာတဲ့လက်သမားကြီးဖက် MC လော်လင်ဆိုတဲ့လူနဲ့လည်းခင်မင်ခဲ့တယ်ဖက်ကိုလူတိုင်းကခင်မင်ကြတယ်ယုံကြည်ကြတယ်ဒါပေမဲ့ဖက်ဆိုတာကသူ့ရဲ့နာမည်အရင်မဟုတ်ဘူးဆိုတာတော့မှဘယ်သူမှမသိရှိခဲ့ကြပါဘူးဒီလိုနဲ့2006စက်တင်ဘာလမှာအန်ဂျယ်လီကာကိုဒီချက်ကြောင်ကြီးရဲ့ကိုတောင်တစ်ခုနားမှာပဲနောက်ဆုံးအနေနဲ့လူတွေကမြင်တွေ့ခဲ့ကြရတယ်အဲ့အချိန်တုန်းကဆိုလို့ရှိရင်ဖက်နဲ့အန်ဂျယ်လီကာတို့အတူတူတဲငယ်လေးကိုစေးတုံနေခဲ့ကြတာပဲဖြစ်ပါတယ်အဲ့ဒီနောက်တော့သူမလုံးဝထာဝရပြောက်ကွယ်သွားခဲ့ပါတယ်သူမပျောက်ဆုံးသွားတာကိုဘယ်သူမှမသိခဲ့ကြပါဘူးဒါပေမဲ့ကံကောင်းချင်တော့အန်ဂျယ်လီကာမှာကောင်လေးရှိတယ်သူရဲ့ကောင်လေးကအန်ဂျယ်လီကာအိမ်ပြန်လာချိန်တန်တာအောင်ပြန်မလာတော့သူအပြင်ကိုထွက်ပြီးရှာခဲ့တယ်နောက်ဆုံးရှာမတွေ့တဲ့အဆုံးမှာရဲတွေကိုအကြောင်းကြားပြီးတော့လူပြောက်တိုင်ချက်ဖွင့်ခဲ့ရတယ်စကော့တလန်ရဲတွေကလည်းသူမကိုလမ်းမှာပိုစတာတွေကပ်ပြီးတော့ရှာဖွေမှုတွေစတင်ခဲ့တယ်ပေါ့နော်အန်ဂျယ်လီကာရဲ့တငယ်ချင်းတွေချက်ချောင်းကဝန်ထမ်းတွေကိုလည်းခေါ်ယူမေးမြန်းစစ်ဆေးတဲ့အခါမှာအန်ဂျယ်လီကာကိုရှာဖွေနိုင်ဖို့အတွက်အဖြေကောင်းတွေခိုင်လုံတဲ့သက်သေတွေတော့မရရှိခဲ့ပါဘူး။ဒါပေမဲ့3ရက်ကြာပြီးနောက်မှာတော့ရဲတွေကထိတ်လန့်စရာကောင်းပြီးကြောက်စရာကောင်းတဲ့ရှာဖွေမှုတစ်ခုကိုရှာဖွေနိုင်ခဲ့ပါတယ်။အဲ့ဒါကတော့အန်ဂျယ်လီကာရဲ့ dead body ကိုချက်ချောင်းကြီးရဲ့လှုပ်ဝက်မြေအောက်ခန်းလေးထဲမှာရှာဖွေတွေ့ရှိခဲ့တာပါ။အဲ့နေရာလေးဟာဆိုလို့ရှိရင်ကွာလှုပ်ဝက်တကားကနေတဆင်သွားရပြီးတော့မတက်ရက်လို့တောင်မရတဲ့လှုပ်ဝက်အပေါက်အချင်းလေးထဲမှာအန်ဂျယ်လီကာကိုရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။သူမယုံကြည်ခဲ့တဲ့အရန်စိတ်ချလုံခြုံပြီးမိသားစုကိုထောက်ပံ့ပေးနိုင်ပြီဆိုတဲ့ဒီနေရာလေးကသူမရဲ့ဘဝအဆုံးသတ်အဖြစ်ပြောင်းလဲသွားခဲ့တာပါ။ရဲတွေချက်ချောင်းရဲ့ကိုတောင်ကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာတော့သွေးသက်တွေနဲ့ကျိုးပဲနေတဲ့တစ်သားချောင်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြတယ်။အဲ့ဒါတွေကို DNA စစ်ကြည့်လိုက်တဲ့အခါမှာဒါဟာတမက်ရိုးကြအမှုတစ်ခုမဟုတ်တော့ဘူးဆိုတာကိုသတိထားမိလာခဲ့ကြတယ်။အဲ့အချိန်မှာ Pack MC လော်လင်ဆိုတဲ့လက်သမားကြီးကတော့လုံးဝကိုရှာမတွေ့တော့ပါဘူး။သတင်းသပုံဆရာတွေကမီဒီယာမှာဒီတန်တရားခံလက်သမားကြီးရဲ့ပုံကိုထုတ်ပြန်ပြီးတော့ရှာဖွေမှုတွေစတင်ခဲ့တယ်။အဲ့လိုထုတ်ပြန်လိုက်တဲ့အခါမှာလုံးဝမျှော်လင့်မထားတဲ့အရာတခုဖြစ်ပေါ်လာခဲ့တယ်။အဲ့ဒါကအသက်ကြီးတဲ့အဖွားအိုတယောက်ကရဲစခန်းကိုဖုန်းဆက်ပြီးတော့ငါဒီနေ့သတင်းစာဖတ်ခဲ့ပြီးပြီဓာတ်ပုံတွေကလူကိုငါအသက်ကြီးနေပြီမဲ့လဲငါမှတ်ညက်တွေကကောင်းကောင်းကြီးမှတ်မိနေသေးတယ်။အဲ့ဒီလူကမင်းတို့ပြောသလို Pack MC လော်လီမဟုတ်ဘူးကွာ။အဲ့ဒါပီတာတိုပင်ပဲဆိုပြီးတော့ရဲတွေကိုအတိပေးခဲ့ပါတယ်။ဒီဖုန်းကောလေးတစ်ခုကပဲအမှန်တရားကိုထုတ်ဖော်ဖို့အတွက်အဓိကတော့ချက်ဖြစ်လာပါတော့တယ်ပီတာတိုပင်ဆိုတဲ့သူကစကော့တလန်ဂျော့စတိုးမြို့မှာ1946ခုနှစ်ဩဂတ်လ28ရက်နေ့မှာမွေးဖွားခဲ့တာပါသူ့မှာမွေးချင်း10ယောက်ရှိပြီးတော့သူကအငယ်ဆုံးသားလေးဖြစ်တယ်သူ့အဖေဟာဆိုလို့ရှိရင်အင်ဂျင်နီယာတယောက်ဖြစ်ပြီးသူ့အမေကတော့အိမ်မှာပဲမိသားစုတာဝန်ကိုယူရတဲ့မိခင်ကောင်းတစ်ယောက်ပါပီတာငယ်စဉ်အခါမှာသူ့ဗီဇအချို့ကိုပြသလာခဲ့တယ်အဲ့ဒါတွေကတော့အမားတစ်ခုလုပ်ပြီးရင်တောင်မှကွာဘာဖြစ်လဲကွာဆိုပြီးတော့ချစ်ကန်ကန်ပုံစံမျိုးပေါ့နော်
ပြီးတော့အချိုးမပြေဘူးရိုင်းဆိုင်နဲ့လမ်းမှာလမ်းဘေးခွဲလေးတွေတွေ့လို့ရှိရင်တော့မှကံပြစ်တယ်အဲ့လိုနှိပ်စက်တယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အဲ့ဒါတွေကြောင့်လမ်းထဲကကလေးတွေကသူနဲ့ဆိုလို့ရှိရင်ပေါင်းဖို့အရန်ကြောက်ကြတယ်သူ့ရဲ့စိုးသွမ်းတဲ့တံကိုသူ့မိသားစုကပို့ပြီးတော့ခန်းစားခဲ့ရတယ်။သူ့ဆရာမတွေပတ်ဝန်းကျင်ကလူတွေကသူပြဿနာရှာတိုင်းသူ့မိသားစုကိုခဏခဏသွားပြီးတော့တိုင်ကြားခဲ့တယ်။သူ့မိဘတွေကသူဒီလိုလုပ်နေတာတွေကိုထိုင်ကြည့်မနေခဲ့ပါဘူး။မိဘဝတ္တရားအရာဆိုဆုံးမခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ဗီဇကတော့မပြောင်းလဲခဲ့ဘူးပေါ့နော်။နောက်ဆုံးမှာတော့သူ့မိဘတွေမနိုင်တဲ့အဆုံးမှာသူ့ကိုကလေးတငယ်ပြုပြင်ရေးအကြောင်းကိုပို့လိုက်ရတယ်။ကလေးတငယ်ပြုပြင်ရေးအကြောင်းကိုပို့လိုက်ရပြင်မဲ့လည်းသူ့ရဲ့ဒီဇယိုက်တွေကိုပြောင်းလဲဖို့အတွက်အကူအညီမရခဲ့ပါဘူး။အဲ့ဒီကြောင့်မှအမြဲတမ်းပြဿနာရှာတယ်ခဏခဏထွက်ပြေးဖို့စူးစမ်းရင်းနဲ့ပဲသူကတော့စိုးမြဲတိုင်းစိုးနေတော့တာပါပဲ။ဒါပေမဲ့အဲကြောင့်ကသူ့ကိုအခြေခံပညာသင်ကြားပေးနိုင်ခဲ့ပြီးစက်မှုလက်မှုအတတ်တွေပါသင်ကြားပေးခဲ့ပါတယ်။သူအကြောင်းကနေထွက်လာပြီးနောက်မှာတော့သူ့ဘဝကတော်တော်လေးကိုကြမ်းတမ်းခဲ့ပါတယ်။သူနေထိုင်ရအတီးတခြားမရှိဘဲနဲ့ပေါ့နော်တနေရာပြီးတနေရာပြောင်းပြီးတော့နေတယ်။ပြီးရင်လမ်းမှာအိမ်စုံလေးတွေတွေ့လို့ရှိရင်ဝင်အိတ်တယ်။သူပတ်စံလေးအနှဲငယ်ရလာတဲ့အခါမှာသူ hostel တွေမှာသွားပြီးတော့အိတ်တယ်။ဒီလိုနဲ့ပဲသူ့ရဲ့ဘဝကိုဖျက်ဆီးခဲ့တယ်။1968ခုနှစ်မှာတော့နာမည်တူတစ်ခုနဲ့သူအလုတ်တင်ဆက်ဖို့မှုအဖြစ်ဝင်လုပ်ခဲ့ပါတယ်။အဲလုံမှာတော့သူဝမ်းရေးလာအောင်ဆိုပြီးသူစိတ်သဘောထားကောင်းသူအဖြစ်နဲ့ဟန်ဆောင်ပြီးတော့လုပ်ကင်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့သူ့ရဲ့ဆိုးသွမ်းတဲ့ဗီဇတွေကတော့ဒေါသထွက်တိုင်းအမြဲတမ်းပြပြရီမဖုံးနိုင်ခဲ့ပါဘူး။ဒီလိုနဲ့ပဲသူအားလက်ရက်တွေမှာဆိုလို့ရှိရင် Borderland Club မှာကားခုံပျော်ပါရင်းနဲ့ပဲသူဖြတ်တန်းခဲ့တယ်ပေါ့နော်။အဲ့ဒီနေရာမှာပဲသူက18နှစ်ပဲရှိသေးတယ်မာဂရက်ဆိုတဲ့ကောင်မလေးနဲ့ချစ်ကြိုက်ခဲ့ပါတယ်။မာဂရက်ကတော့ပီတာရဲ့လိန်ညာမှုတွေဟန်ဆောင်မှုတွေအောက်ကိုလုံးဝကျဆင်းသွားခဲ့ရပါတယ်။ပီတာနဲ့မာဂရက်တို့က1969ခုနှစ်မှာပဲလက်ထပ်ခဲ့ကြတယ်။ဒါပေမဲ့တိတ်မကြပါဘူး။ပီတာရဲ့စိုးသွမ်းတဲ့ဇယိုက်တွေကိုမာဂရက်ကစတင်ပြီးတော့တတိထားမိလာခဲ့တယ်။ပြီးတော့သူတို့ခဏခဏရန်နေဖြစ်လာတယ်။ဒါတွေကိုလည်းအိနီနာချင်းတွေကတတိထားမိလာခဲ့တယ်။ဘလောက်ထိဆိုလဲဆိုလို့ရှိရင်တော့ပီတာကမာဂရက်ကိုအခန်းထဲမှာတကားပိတ်ပြီးတော့ကိုရိုက်နှက်နှိပ်စက်နေရပါတော့။ပီတာအပြင်သွားတဲ့ခါတွေဆိုလို့ရှိရင်လည်းမာဂရက်ကိုအခန်းထဲမှာပဲတကားပိတ်ပြီးထားခဲ့တာမျိုးတွေရှိတယ်။ဒါပေမဲ့တရက်မှာတော့မာဂရက်ကရက်ကွက်စတိုးဆိုင်လေးကိုတွားပြီးအိမ်အပြန်လာမှာပီတာကမာဂရက်ရဲ့ခွေးလေးကိုဓာတ်နဲ့ရက်ဆက်ဆက်တပ်ဖြတ်နေတာကိုမာဂရက်မြင်လိုက်ရတယ်။ရှင်ဘာလို့ဒီခွေးလေးကိုတတ်နေရလဲလို့မေးတော့မင်းရဲ့အပြစ်ဒဏ်ကိုမင်းရဲ့ခွေးလေးကအရင်ခံစားလိုက်ရတာဆိုပြီးတော့အကျဉ်းနာတရားကင်းမဲစွာနဲ့မာဂရက်ကိုပါဓာတ်နဲ့ရန်ရှာတယ်ပေါ့နော်။အဲ့ဒီချိန်မှာမာဂရက်လည်းဒဏ်ရာအပြင်းထန်ရပြီးတော့ဆေးရုံပါတင်လိုက်ရတယ်။အိမ်နီးချင်းတွေကပီတာကိုမင်းဘာလို့မင်းခွေးလေးကိုတတ်လိုက်တာလဲလို့မေးတော့လဲငါတို့ခွေးကိုတခြားခွေးတစ်ကောင်ကကိုက်တက်လိုက်တာဆိုပြီးတော့သူကလိန်ညာပြီးတော့ပြောခဲ့တယ်ပေါ့နော်မာဂရက်ကအဲ့ဒီဒဏ်ရာတွေကြောင့်ပဲသူကလေးလည်းမမွေးနိုင်တော့ဘူးပေါ့1980ခုနှစ်မှာတော့ပီတာကခိုးမှုတွေလိမ်လည်မှုတွေနဲ့ထောင်ချခဲ့တဲ့အဲ့အချိန်မှာမာဂရက်နဲ့ကွာရှင်းပြစ်ဆဲလိုက်ပါပြီ3နှစ်ကြာပြီးတဲ့နောက်မှာတော့ပီတာကထောင်ကားထွက်လာပြီးတော့နောက်ထပ်အိမ်အောင်တစ်ခုကိုတီထောင်ခဲ့တယ်။သူ့လိုလိန်ညာတက်တဲ့သူဟန်ဆောင်တက်တဲ့သူတွေအတွက်တော့ main ကလေးတယောက်ကိုအဲ့လိုမျိုးအယုံသွင်းဖို့ကအလွယ်လေးပဲလीနော်။သူ့ရဲ့နာမည်ကတော့ Sylvia ပါ။ Sylvia နဲ့ကြတော့သူကသားလေးတယောက်မွေးဖွားခဲ့တယ်။ဆယ်ဗီယာလည်းမကြပါဘူးသူ့ရဲ့ရိုက်နှက်တဲ့တန်ဒီနှိပ်စက်တဲ့တန်ဒီကိုမခံနိုင်လို့သူ့သားလေးကိုခေါ်ပြီးတော့ပီတာကိုဆုံးခွာခဲ့တယ်10နှစ်ကြာပြီးတဲ့နောက်မှာတော့သူ့ရဲ့တတိယပြစ်မှတ်ဖြစ်လာတဲ့ကောင်မလေးကတော့အသက်16နှစ်ပဲရှိသေးတဲ့ကတ်တီပါကတ်တီနဲ့လည်းမကြပါဘူးအိမ်အောင်ကွဲတာပါပဲဒီလောက်ထိဖြစ်ခဲ့တာတော့ပီတာကသူ့ရဲ့အပြုအမူတွေကိုလုံးဝနှောင်နှမရခဲ့ပါဘူး1992ခုနှစ်ဖေဖော်ဝါရီလမှာတော့အသက်15နှစ်အရွယ်ကောင်မလေးတဦးဖြစ်တဲ့ဗီကီဟာမန်တွန်ဟာကားမှတ်တိုင်မှာကားဆောင်နေရင်းနဲ့ပျောက်ဆုံးသွားခဲ့ပါတယ်။ဒီလိုနဲ့နောက်လအနည်းငယ်အကြာမှာလည်းအသက်18နှစ်အရွယ်ဒီနာ MC နီခိုဆိုတဲ့ကောင်မလေးလည်းထပ်ပြီးတော့ပျောက်ကွယ်သွားခဲ့တယ်။ဒီကောင်မလေးနှစ်ယောက်ကိုကြတော့သူကတာမယအခါခါပြုတ်ကျင်ပြီးတော့မှရဆက်ဆက်တပ်ဖြတ်ခဲ့တာပါ။အလောင်းတွေကိုနှစ်ပိုင်းပိုင်းနဲ့ပလတ်စတစ်နဲ့ထုတ်ပြီးတော့သူ့ရဲ့ခြံဝင်းထဲမှာပဲမြေမြုပ်ပစ်ခဲ့တာအဲ့ဒါကိုလည်းဘယ်သူမှလုံးဝမသိရှိခဲ့ကြပါဘူးတရက်မှာဒီနာနဲ့သူ့တငယ်ချင်းကောင်လေးက music festival တစ်ခုအပြီးမှာပီတာရက်ကနဲ့လမ်းကြုံလိုက်လာမိခဲ့တယ်ကောင်လေးကတော့သူ့အိမ်ရောက်လို့အရင်ဆင်းသွားပြီးတော့ဒီနာကတော့သူဆင်းရမယ့်နေရာမရောက်သေးတော့ပေါ့နော်ပီတာရဲ့ကားနဲ့ပဲသူဆက်လိုက်လာခဲ့တယ်
ဒါပေမဲ့ဒီနာဆိုတဲ့ကောင်မလေးကိုတော့ဘယ်တော့မှအသက်ရှင်လျက်မတွေ့ရတော့ပါဘူးဒီနာမိသားစုကတော့သူသမီးလေးပျောက်ဆုံးသွားပြီးတိတ်မကြမိမှာပဲဒီနာရဲ့ဘဏ်အကောင့်ထဲကနေပတ်စံနေထုတ်ယူနေတာကိုသတိထားမိပြီးရဲတွေကိုအကြောင်းကြားခဲ့ပါတယ်ပီတာရဲ့အိမ်နီးချင်းတစ်ယောက်ကတော့ပီတာသူ့ရဲ့ပန်းချံထဲမှာတွင်းတစ်ခုတူးနေကြောင်းမြင်ခဲ့ရတယ်လို့ဆိုပါတယ်ပီတာကအဲ့ဒီကျင်းတွေကိုလုံးဝပေကျိုးနဲ့ကိုနော်အတိုင်းတာတွေပါတေချာလှုပ်ပြီးတော့တူးနေတာအဲ့ဒါကြောင့်မို့လို့အိမ်နီးချင်းကမေးတာပေါ့နော်မင်းဘာလို့ဒီကျင်းတွေကိုတူးနေရလဲဆိုတော့မဟုတ်ဘူးဒါငါရဲ့သားလေးစော့ဖို့အတွက်တဲချင်းလေးတူးပေးနေရဆိုပြီးတော့သူကလိန်ပြောခဲ့ဒါပေမဲ့သူအဲ့တူးနေတဲ့ကျွေးနေတဲ့အောက်မှာသူမရင်းချင်းတက်ဖြတ်ခဲ့တဲ့ကောင်မလေးတွေရဲ့အလောင်းတွေကိုမြုပ်ထားမှဘယ်သူမှမသိခဲ့ကြပါဘူး1993ခုနှစ်မှာပဲသူအခုလိုအပြစ်တွေဆက်လက်ကျူးလွန်နေရင်းနဲ့ဆယ်ကျော်သက်ကောင်မလေး2ယောက်ကိုတိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့အကောင်မလေး2ယောက်ကကံကောင်းထောက်မှစွာပဲလွတ်သွားခဲ့တယ်ပေါ့နော်လွတ်ပြီးတော့ရဲတိုင်လိုက်တဲ့အခါမှာပီတာထောင်ကျသွားခဲ့တယ်ထောင်ကျပြီးတော့တိတ်မကြဘူးသူပြန်လွတ်လာတဲ့အခါမှာထပ်မံပြီးတော့ပျောက်ကွယ်သွားခဲ့တယ်အဲ့ဒါကတော့2006ခုနှစ်အထိပါပဲအဲ့ချိန်ထိသူဗမာနေနေလဲဘာနာမည်တူတွေနဲ့နေနေလဲဘယ်နေရာမှာနေနေလဲဆိုတာကိုဘယ်သူမှမသိရှိခဲ့ကြပါဘူး2006ခုနှစ်မှာအရာရာအားလုံးအဆင်ပြေနေပြီးမှသူမရဲ့ဘဝကိုအလုံးချုံဆုံးနဲ့အကောင်းဆုံးပေးနိုင်ပြီဆိုတဲ့နေရာလေးတစ်ခုမှာအချိန်ပိုင်းအလုံးအနေနဲ့တန်ရှင်းရေးလာလုပ်တဲ့အန်ဂျလီကာကိုတာမယ16ခါပြုတ်ကျင်ပြီးတော့မှရရက်ဆက်ဆက်တက်ဖြတ်ခဲ့တာပါအဲ့ဒီအမှုကတော့ဒီလူယုံမာကြီးရဲ့နောက်ဆုံးအမှုပဲဖြစ်ခဲ့ပါတယ်။အန်ဂျလီကာတေဆုံးမှုအပြီးမှာစကော့တလန်ရဲတပ်ဖွဲ့တွေက Operation Underground ဆိုတဲ့စုံစမ်းစစ်ဆေးရေးတစ်ခုကိုစတင်ခဲ့ပါတယ်။ဒီလိုနဲ့ပီတာရဲ့လှုပ်ဝက်နာမည်တွေကိုတောက်လျှောက်လိုက်တဲ့သူနေထိုင်ခဲ့ပူတဲ့လိပ်စာ40ကျော်ကိုလည်းစုံစမ်းနေပြီးတော့တေဆုံးသွားခဲ့တဲ့ကောင်မလေးတွေရဲ့အမှုကိုလည်းပြန်လှန်ပြီးတော့အစကနေစုံစမ်းခဲ့တာပါ။ပီတာတိုပင်ကိုတော့လူသက်မှု3ခုမှာတပ်တေခိုင်လုံတဲ့အတွက်အဲ့ဒီအပြစ်နဲ့ပဲတရားသူကြီးကမင်းကလူအဖွဲ့အစည်းကြားထဲမှာနေထိုင်ဖို့လုံးဝမသင့်တော်ဆုံးမကောင်းဆိုးဝါးတကောင်ပဲဆိုပြီးထောင်ဒဏ်တကြွ3ကြိမ်ချမှတ်ခဲ့ပါတယ်ထပ်တိုးအနေနဲ့ whole life order ဆိုပြီးတော့လည်းချမှတ်ခဲ့ပါတယ်whole life order ဆိုတာကဘယ်တော့မှလွတ်မြောက်မှုမရှိပဲထောင်ထဲမှာပဲအသက်ဆုံးတဲ့အထိနေထိုင်ရမှာဖြစ်ပါတယ်ပီတာတိုပင်ကတော့ထောင်ထဲမှာပဲ2012ခုနှစ်မှာတည်ဆုံးသွားခဲ့ပါတယ်သူထောင်ကျပြီးတော့စုစုပေါင်းမိန်းကလေးငယ်48ယောက်ကိုငါတက်ခဲ့တာကွာလို့ပြောပေမဲ့တရားရုံးမှာလူတက်မှု3ခုသာဝန်ခံခဲ့ပါတယ်သူတေဆုံးသွားပြီးတော့သူ့ရုပ်အလောင်းကိုမိတကြိုတဲ့အခါမှာဘေမီသားစုဝင်မှရောက်မလာပဲသူ့ရဲ့အယိုးပြအိုးကိုတောင်မှမြစ်ထဲမှာလူမသိသူမသိပဲမျှော်လိုက်ရပါတယ်။မူနာအခုဗီဒီယိုကနေပေးစင်တဲ့ message ကတော့မကောင်းမှုဆိုတာကအပြုံးချွတ်ချိုလေးတွေနဲ့စကလုံးလှလှလေးတွေအောက်မှာလဲပုံအောင်နေတတ်တယ်ဆိုတာပါပဲ။တချို့အရာတွေကိုဘယ်တော့မှလွယ်လွယ်မယုံလိုက်ပါနဲ့နော်အထူးသဖြင့်အပြုံးချွတ်ချိုနဲ့ဗီဇမကောင်းတဲ့ကောင်လေးတွေရဲ့ထောင်ချောက်ထဲကိုလွယ်လွယ်မကျရောက်သွားအောင်လို့တေချာစဉ်းစားဆုံးဖြတ်ကြပါလို့မူနာအသိပေးလိုပါတယ်တရားမှုဆိုတာကအချိန်နှောင်းနှင်းနေပြီမဲ့လည်းအချိန်တန်လို့ရှိရင်တော့ပေါ်လာစမြဲပါပဲဒီဖြစ်ရမှန်ဇလန်နဲ့မှာအပြစ်မရှိဘဲနဲ့တည်ဆုံးသွားရတဲ့ကောင်မလေးတွေအတွက် rest in peace ဆိုပြီးတော့ဒီ video ရဲ့အောက်မှာ comment လေးရေးခဲ့ပေးပါအောင်နော်အခုလိုဖြစ်ရမှန် crime story တွေကိုစိတ်ဝင်စားရဲဆိုလို့ရှိရင် channel လေးကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်နော် bye bye